လူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလဲအငိုနဲ့စလာခဲ့တာငိုချင်းတရားနဲ့စလာခဲ့ဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီးဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုဂ္ဂိုလ်တွေကများပါတယ်ဘုန်းကြီးတို့တခါတော့ကဂျာမနီသွားပြီးတော့မှသင်တော့ဘဝဟာအငိုနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြတို့တွေတော့ရည်ပြီးတော့ထွက်လာတဲ့ပြုံးပြီးတော့ထွက်လာတဲ့မငိုဘဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ဂျာမန်အမျိုးသမီးတယောက်ကရှိတယ်ဗျာတဲ့အဲ့လိုတော့ရှောက်တယ်နော်ရှိတော့ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တော့ဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငိုနဲ့စလာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ကိုယ်တိုင်ဒုက္ခခံခဲ့တုန်းကမမှတ်မိတတိတရားတွေအားနည်းလို့မမှတ်မိပေမဲ့ကိုယ့်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငိုနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲဘဝကြီးဟာကြောက်စရာကြီးပါလားတို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးတို့ဖြစ်ရမယ်ဒါလည်းတန်ဝေကပဲတဲ့မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကသိပ်ပြီးတော့မဖြစ်ကြဘူးဟဲ့သားလေးမွေးတဲ့သမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်တန်ဝေကဖြစ်ရမှန်းတောင်မသိဘူးလူလောကဒါလည်းတန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုနောက်တစ်ခုတန်ဝေကဖြစ်เสียတစ်ခုကဘာတော့ဆိုလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်နုနုဖတ်ဖတ်ငယ်ငယ်လေးမွေးလာတော့လဲတနေ့တခြားရင့်ပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားအဲ့ဒါလဲလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲယိုးနေပြီနေ့စဉ်နဲ့အမြမြင်တွေ့နေရလို့အိုရာမဲနာဘာမှကိစ္စမရှိဘူးတချို့အိုရာတောင်မှပဲအန်တုပြီးတော့သပင်ဖြူလို့ရှင်လဲဆေးဆိုးလိုက်သေးတာသွားကျိုးလဲစိုက်လိုက်တာနော်။အိုချင်းတရားကိုတန်ဝေကမဖြစ်ဖဲနဲ့အိုချင်းတရားကိုပဲဖုံးလို့ဖိလို့ပြောနိုင်ကြသေးတယ်တဲ့။တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရားဝတ်ကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ဘာဖြစ်လို့တန်ဝေကမှမဖြစ်တာ။